ဘသူကငါ့ကိုရှာနေတာလဲလို့သူကမြင်လိုက်တယ်။ပါဇက်မပြည့်သေးတဲ့ကလေးငယ်တယောက်ကိုမြင်လိုက်ရတဲ့အခါသူ့ကိုဓာပညာရှင်လို့ခေါ်လိုက်တယ်။ကလေးတယောက်ပြောတဲ့စကားကိုလူတွေကဘလို့ယုံနိုင်မလဲ။လူအလုံးကသူ့ကိုမသိနာမလဲတဲ့ကလေးတယောက်အဖြစ်မြင်ကြတယ်။အစည်းအဝေးကိုစီစဉ်ထားတဲ့အတိုင်းဆက်လက်ကျင်းပခဲ့တယ်။ပထမဆုံးဝင်လာသူကတော့ဟွာရှန်ကုန်းရဲ့ခေါင်းဆောင်အကိုကြီးချစ်တယ်။သူ့ရဲ့အလွန်ပြင်းထန်တဲ့အင်အားကြောင့်လူငယ်ဓာပညာရှင်အဖြစ်နာမည်ကြီးနေသူပါ။စိန်ခေါ်လာတဲ့သူတွေကတစ်ချက်တောင်မလွတ်ရသေးခင်စင်မြင့်ပေါ်ကနေလဲချခံလိုက်ရတယ်။အမေကသူ့ကိုမနိုင်မရှင်ချောင်းသိပေမဲ့တားရဲ့အသက်အတွက်တီယန်ရှန်ရွှန်ကိုမဖြစ်မနေရယူရမယ်ဆိုတာသိနေတယ်။ဒါပေမဲ့ဟီရိုစင်းရဲ့ထဲမှာအဆင့်9ပဲတွေဝင်နေတဲ့အကိုကြီးရဲ့အင်အားလားမခံမနိုင်အောင်ကြောက်စရာကောက်တယ်။သူကဓာတ်တစ်ချက်မဲ့မိမရဲ့ပါဇက်ကိုဖျက်ထိုးလိုက်တယ်။မင်းနဲ့ငါကြားခဲ့ကွာဟာချစ်ကိုနားလေလားမင်းကိုတတ်ချင်ရဲ့အတချောင်းလိုလွယ်ကူတယ်လို့ပြောလိုက်တယ်။ညီမရဲ့မင်းရဲ့အင်အားကတီယန်ရှန်ရွှန်နဲ့မရှင်နိုင်ဘူး။ဒီနေ့ဒီစင်မြင့်ပေါ်မှာတေသွားရင်တောင်မင်းအတွက်တင့်တော်တယ်လို့သူကဆက်ပြောတယ်။လူအလုံးကကလေးကိုစိတ်မရှိစရာလူအဖြစ်တင်ကြတယ်။အမေကသူ့ကြောင့်တတ်မိတော့မယ့်အခြေအနေမှာတော့မိမကထပ်ပြီးထလာခဲ့တယ်။ဒီနေ့တေသွားရင်တောင်တားကိုကေဖို့အတွက်တီယန်ရှန်ရွှန်ကိုမထီမနေရယူလာမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပါ။အကိုကြီးကသူမအားနေနေတာကိုမြင်တဲ့အခါသူ့ရဲ့အပြင်းထန်လုံးလက်နက်ကျွမ်းကျင်မှုဖြစ်တဲ့ဝမ်ချန်ကွေးဆုံးကိုအသုံးပြုပြီးအမြင့်ဆုံးအဆုံးသတ်ဖို့ပြင်ဆင်လိုက်တယ်။အမေကဝမ်ချန်တွေကြားထိုးဖောက်ခံရတော့မယ့်အချိန်မှာတခါမှမရှဲပညာမလေ့လာဘူးတဲ့ကလေးကရုတ်တရက်အကိုကြီးရဲ့ဓာပညာမှာကွာခြားချက်ရှိတယ်လို့ပြောလိုက်တယ်။ဓာတစ်ချက်နဲ့စာရွက်ကိုချိုးဖောက်နိုင်တယ်လို့ဆက်ပြောလိုက်ရလူတိုင်းရေမောကြတယ်။ဓာကိုမထီဘူးတဲ့ကလေးတယောက်ကဘယ်လိုဒီလိုအမိန့်ကြီးပြောရတာလဲ။ဇွမ်မိုးဆွေကမင်းကဓာတော်မကင်ဘူးနဲ့ရှုံးသမားပဲလို့လောင်ပြောင်းကြတယ်။ဒီဓာတစ်ချက်ကငါသားရဲ့တိုက်ကြီးဓာကိုချိုးနိုင်ရင်တီယန်ရှန်ရွှန်ကိုပေးမယ်ပြီးသူ့ကိုဥယျာဉ်ပြီးတောင်းပန်ပေးမယ်လို့အကိုကြီးကပြောခဲ့တယ်။ကလေးကပါချက်ဖွင့်ပြီးအမေကို3လက်မအရှိရှိတဲ့ဓာနဲ့ရန်သူရဲ့တိုက်ခိုက်မှုကိုချိုးဖောက်ဖို့ပြောလိုက်တယ်။အမေကလုံနိုင်မယ်လို့မထင်ရပေမဲ့အမှန်တကယ်ဓာပညာကိုချိုးဖောက်နိုင်ခဲ့တယ်။လူအားလုံးအံ့အားသွားကြတယ်။လက်မှာအင်အားမရှိတဲ့ကလေးတယောက်ကကြီးတစ်ချက်နဲ့အဆုံးစွန်ဓာပညာကိုချိုးဖောက်နိုင်ခဲ့တယ်။စကားတခွင်နဲ့ဝူတန်ကုံရဲ့အဆုံးစွန်ဓာပညာကိုဖျက်နိုင်သလား။ဒါဘလို့ဖြစ်နိုင်မှာလဲလို့လူတွေမယုံနိုင်ကြဘူး။အကိုကြီးကကလေးစိတ်ရှုပ်သွားလို့ပြောတာပဲလို့ထင်လိုက်တယ်။လူတွေကလည်းတဖြည်းဖြည်းသဘောပြောင်းဝင်လာကြတယ်။ဓာကိုမကင်ဘူးတဲ့အသက်ရှင်တဲ့ကလေးတယောက်ကစကားတခွင်နဲ့အဆုံးစွန်ဓာပညာကိုဘလို့ချိုးဖောက်နိုင်ပါလဲ။ဒါပေမဲ့ကလေးဝန်ရံကတော့ဒီကဘာပေါ်မှာဓာတွေကိုမကင်ခဲ့တဲ့အကြောင်းရင်းကိုသိနေတယ်။ဒီကဘာပေါ်မှာဓာတွေဟာသူ့အတွက်မလုံလောက်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဒီဇလန်ကိုကြိုက်နေတတ်တယ်ဆိုရင်အကောင့်လေးကို follow လုပ်သွားကြပါဦးဗျာ။